ကျွန်တော်စောစောဗီဒီယိုမှာရှင်းပြခဲ့တဲ့အတိုင်းဒီဥစ္စာလေးတွေဆက်ရှင်းပြမှာနော်ဒီမှာရှိတယ်ကျွန်တော်ကပြခဲ့တဲ့အတိုင်းအနီနဲ့ကျိုးနှစ်ချောင်းကကျွန်တော်တို့ဘက်ထရီရဲ့ plus နဲ့ minus နဲ့ချိန်လက်ရှိလိုအနေနဲ့သိထားမှာတော့အားလုံးကအနီနဲ့အနက်နဲ့အပေါင်းနဲ့အနှုတ်နဲ့ပေါ့နော်အဲ့နှစ်ခုကျွေးလိုက်လို့ရှိရင်ကျွန်တော်တို့လုံးမဲ့ပစ္စည်းတွေအလုံးလုံးတယ်ဆိုတာစိတ်ထဲမှာမှတ်ထားပြီပေါ့နော်ကျွန်တော်ပထမဆုံးလည်းဗာပြမလဲဆိုတော့ဒီကောင်နဲ့ဒီ socket မှာရှိတဲ့ကောင်တွေဘယ်လိုလုံးလုံးလဲဆိုတော့ပြမယ်နော်โอเคဒီကျိုးကလေးကဘက်ထရီကိုချိတ်ထားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ကပြောခဲ့တယ်တော့ကျိုးလို့ပြောတယ် activator ကျိုးပေါ့နော်အဲ့ကောင်ဘယ်လိုလုံးလုံးလဲဆိုလို့ရှိရင်ဒီတော့ကျိုးကအခု activator ကျိုးလွတ်နေဒီကောင်ကျွန်တော်နားဖြတ်လိုက်မယ်နားဖြတ်လိုက်မယ်ဖြတ်ပြီးတော့ဒီနားကနေဖောက်လိုက်ပေါ့နော်နားဖြတ်လိုက်မယ်ဖြတ်ပြီးအဲ့ကောင်ဒီလိုမျိုးထိပေးလိုက်ပြီဆိုတော့ ဒီကက်ကပြောလို့ဆိုဘိုးရောက်သွားတာနော်ပွင့်သွား activate ဖြစ်သွားပြီပေါ့အဲ့အကြောင်းကျွန်တော်တို့ကဘယ်လိုထားလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဒီမှာဒီပါမှာကျွန်တော်တို့ကျိုးစားလေးတွေရှိမယ်โอเคဖယ်ထားလိုက်ဒီကောင်ကကျွန်တော်ကပြောခဲ့တဲ့နီစိမ့်နဲ့ကကျွန်တော်လီဗာတော့ကိုကျွန်တော်ဖယ်ထားလိုက်ပေါ့နော်ဒီမှာကြံနေတဲ့ကျိုးတွေနဲ့ကျွန်တော်ရှင်းပြမယ်ဒီမှာဒီနှစ်ကျိုးအခုဒီမှာကျွန်တော်ပြခဲ့တဲ့အတိုင်းဒီကောင်ကဘာလဲဆိုတော့အဖြူကျိုးပေါ့နော်အဖြူကျိုးကဒီအနီကျိုး main ကျိုးကြီးမှာချိတ်လိုက်နော်အခုဒီမှာအဝါကျိုးကိုဒီမှာချိတ်လိုက်အဲ့နှစ်ခုကလောလောဆယ်မထိသေးဘူးကျွန်တော်ကဒီဘက်ကနေပြီးတော့တစ်ချက်တက်ခွနဲ့ဖွင့်လိုက်တယ်ဆိုလို့ချင်းဒီကောင်နှစ်ကောင်ကသွားပြီးတော့ထိမှာပေါ့နော်ဒီတော့ထဲမှာဆိုကျွန်တော်ကဒီတော့ထဲမှာဘယ်လိုလုပ်ထားလဲဆိုတော့ဒီကောင်တော့ဖွင့်လိုက်ပြန်တယ်ဒီကောင်နှစ်ကောင်ကဒီနှစ်ဆထိသွားတဲ့ခါကျတော့ကျွန်တော်ကပြောခဲ့သလိုပဲဒီကောင်နှစ်ခုကထိသွားတဲ့အတွက်ဒီကောင်နှစ်ခု activation ဖြစ်သွားပြီးတော့ဒီကက်ကစပြီးတော့ပို့ရောက်ပြီးအလုပ်လုပ်ပြီပေါ့နော်စပြီးပွင့်ပြီပေါ့နော်ဟုတ်ကဲ့ပြီးတော့ကျွန်တော်တို့ဒီမှာနီစိမ့်နဲ့ကျွန်တော်ပြောခဲ့သလိုပဲနီစိမ့်နဲ့ကဒီမှာရှိမယ်နီစိမ့်နဲ့ကိုကျွန်တော်ပြောခဲ့တဲ့အတိုင်းကျွန်တော်လီဗာကျိုးလို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းဒီမှာနီစိမ့်နဲ့သူ့အရောင်နဲ့သူရှိတ်လိုက်ရပါပြီပေါ့နော်ဒါဆိုလို့ချင်းကျွန်တော်လီဗာအသက်ဝင်ပြီပေါ့နော်โอเคပြောစရာရှိပါသေးတယ်နောက်ထပ်ဒီအပြကျိုးလေးကဘာလဲတဲ့အပြကျိုးလေးကကျွန်တော်ပြောခဲ့တဲ့မိုင်းလက်ကျိုးပါနော်ပြကျိုးလေးကမိုင်းလက်ကျိုးဘာကြောင့်မိုင်းလက်ကျိုးချိတ်ရတာလဲဆိုကျွန်တော်တို့ဒီကောင်ကတစ်ခုနဲ့တစ်ခုတော့မတူဘူးရဒါပေမဲ့ဒီကောင်ကကျွန်တော်ကတော့မိုင်းလက်ပါတဲ့လီဗာဖြစ်နေတဲ့အတွက်ဒီကောင်ကမိုင်းလက်အတွက်ဘာကျွန်တော်ပြမယ်ဒီမှာပြချင်းလင်းမြင်ဒီကောင်ကဘယ်ရလာတဲ့ကျိုးလဲဆိုတော့အနက်ကခုနကျွန်တော်တို့ထည့်ရနီစိမ့်နဲ့တည်းကသူကအနက်တစားဆိုတော့ဒီမှာယူထားတယ်တက်စစ်ပစ္စည်းတွေဒီအနီနဲ့အနက်နဲ့ပါဝါရောက်လို့ရှိရင်အလုပ်လုပ်တယ်လို့စောစောကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီကောင်ကအနက်တစားကိုစောစောကိုယူထားတယ်ခုနကျွန်တော်ပြောတဲ့အနီစိမ့်နဲ့လီဗာကျိုးလေးရဲ့တစားကိုယူထားတယ်အနီဟဲ့ဒီအနီကိုသူကကျွန်တော်တို့ခုနပြောခဲ့တဲ့ဒီမှာဒီကောင်နဲ့တွဲဆက်ပြီးမယ်တော့ဒီကောင်ကတော့ရဲ့ကျိုးနဲ့ဒီကောင်နဲ့သွားရှိတ်မှာပေါ့နော်သွားရှိတ်လိုက်တဲ့ခါကျတော့ဒီကောင်ကဒီကောင် activation ဖြစ်ပြီဆိုရင်ဒီပါဝါအနီရောက်ပြီဗျာပါဝါအနီရောက်ပြီဆိုလို့ရှိရင်ဒီကက်ကိုခုနကအနက်ကဒါရိုက်ရောက်နေဖြစ်တယ်ဒီကောင်ဘိုးရောက်သွားမှာကျွန်တော်လီဗာစဆွဲပြီဆိုလို့ရှိရင်လေလို့ရှိရင်ဒီကောင်ကနေပြီးတော့သူ့ရဲ့အာယုံခံစနစ်နဲ့မိုင်းလေးကိုဘယ်လောက်တက်ပြီဆိုတော့သူပြပေးမှာပေါ့ဒါပါပဲဒီလီဗာပိုင်းကတော့ဒီလောက်ပါပဲ